ကျေးဇူးတင်ပါတယ် thank you ပါ Hello.ညီငယ်တန့်စီတီးပါလေခင်ဗျာနားဆင်ကြည့်ပါအခုဒီတစ်ချက်လေးကကျွန်တော်ရန်လေးစားတဲ့ပွဲလွန်သွားတဲ့တေးဆိုကိုခိုင်ကျွေးအောင်မြင်ကြုံကြခဲ့တဲ့တစ်ချက်လေးပို့လည်းဖြစ်ပါတယ်နားဆင်ကြည့်ပါပထမဆုံးရှင်းဖို့နေနဲ့တေးဆရာကိုနေမေးရေးထားတဲ့လူစင်းတစ်ချင်းလေးကိုဗမာနိုင်ငံမှာရှိတဲ့ကျွန်တော်တစ်ချင်းလေးကိုပြန်တီးပေးတဲ့အရိုဘောလို့ခေါ်တဲ့ကိုနိုင်စောနဲ့ဒီပိုင်းသားများတွေ့ရပါတယ်။အဲ့မြူဇစ်လေးနဲ့အတူအခုလောလောဆယ်တော့ကျွန်တော်ရဲ့လူပညာကြီးငယ်တန့်စင်ကလိကေတာဖြစ်ပါလိမ့်မယ်ခင်ဗျာ။နားဆင်ကြည့်ပါ။ကျွန်တော်အဖွေလေးတွေပါနော်ကျွန်တော်အဖွေနားထောင်နေတယ်ဆိုရင်ဟိုလာယူလို့ရပါတယ်နော်ကျွန်တော်